င်္ဂလာပါဒီဗီဒီယိုလေးကတော့ပိတ်ရက်မှာဈေးသွားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ပုံမှန်ပိတ်ရက်ဈေးသွားရဲဆိုရင်တော့မနက်9နာရီဝန်းကျင်ပေါ့နော်အဲ့ဒီချိန်လောက်သွားပါတယ်အဲ့ဒီချိန်ဆိုရင်အသီးနှံတွေလည်းပေါ်တယ်အသားငါးတွေလည်းပေါ်တယ်ပေါ့နော်ဒါတော့ခွဲသီးဝယ်နေရပါခွဲသီးနှစ်တောက်ကိုထောက်နေရပါတိုးစရာတွေပါဆိုရင်တော့ဒီဆိုင်လေးကဝယ်နေကြပေါ့နော်တရက်သီးလေးလည်းပေါ်နေတဲ့အချိန်ဆိုတော့တရက်ကင်းဝယ်တယ်ငရုတ်သီးလေးလည်းဝယ်ပါတယ်စီးသွားရဲဆိုလို့ရှိရင်တော့ဆွဲချင်းနဲ့သွားတာထက်ဟို shopping bag နဲ့သွားရဲပေါ့နော်ပြီးတော့ကိုထဲမဲ့ဝယ်မဲ့ဒီအသားငါအတွက်ဘူးလေးတွေကိုကြိုယူရပါတယ်ဘူးတွေကတော့ဒါတိုင်းမထည့်ဘူးပေါ့နော်ဈေးတွေကများသွားပြတော့ကျွတ်အိတ်နှစ်ထပ်ထုတ်ပေးတယ်ဆိုတော့ကျွတ်အိတ်တစ်ထပ်နဲ့ယူပြီးတော့မှဘူးလေးတွေကိုထည့်ပြီးတော့မှတော့ဝယ်ဖြစ်ပါတယ်ကျွတ်အိတ်ကတော့လုံးဝမသုံးတာတော့မဟုတ်ပေါ့နော်ဒါပေမဲ့အတက်နိုင်ဆုံးတော့ short ချပြီးတော့မှသုံးပါတယ်ဘယ်နေရာမှာပဲဖြစ်ပါကျွတ်အိတ်မလိုတဲ့ဟာဆိုရင်လည်းမယူတော့ဘူးပေါ့နော်ကိုယ့်ဘာသာကိုဒီတိုင်းလေးပဲယူခဲ့တာမျိုးဖြစ်ပါတယ်ဗမာမုတ်ဆိုင်လေးပေါ့နော်ဒီဆိုင်လေးမှာကအကုန်လုံးကတော့စားလို့ကောင်းတယ်တန်တန်မြင့်မြင့်လေးနဲ့ဒါပေမဲ့အမြဲတမ်းဝယ်ဖြစ်တာကြတော့စီထမင်းပေါ့နော်ဈေးသွားတိုင်းစီထမင်းသုံးမှုဝယ်ပြပါတယ်ကိုရီအတွက်ကတပူရဲ့နောက်ဒီပေးကျင်တဲ့သူတွေရှိနေဆိုလို့ရှိရင်လည်းပေးလို့ရအောင်လို့အပူနှစ်ပူပေါ့နော်အလိုလေးပတ်တိုင်းဝယ်ပြပါတယ်ဆိုတော့နောက်ဆုံးဝယ်တာကတော့အုံးရီပါဈေးသွားတဲ့အပတ်တိုင်းတော့ဝယ်ဖြစ်တယ်ပေါ့နော်ကြုံရင်တော့အုံးရီလေးဝယ်တော့ဖြစ်ပါတယ်ဒီတစ်ပတ်ကအုံးရီကအရေးများရပေါ့နော်သူလည်းပို့ပေးလိုက်တာလားတော့မသိဘူးပို့ရတယ်စီနောက်ဆုံးဝယ်တာလေးပါပေါမုတ်ဝယ်ပါရဲ့နောက်နေ့မနက်စာပါညစားဖို့အတွက်ပေါ့နော်ပေါမုတ်လေးဝယ်လိုက်ပါရဲ့ဆိုတော့ဒါတွေအကုန်လုံးကတော့ဒီတစ်ပတ်ဈေးမှာဝယ်ခဲ့တဲ့ဟာလေးတွေပါဗီဒီယိုလေးစောင့်အောင်ကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်